အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပဲသမကြောင်းတာကတော့တရုတ်မြန်မာဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံပေါင်းတဲ့စီးပွားရေးစင်ကြံအမျိုးသားစီမံကိန်းကိုပေါ့လေဒါပြန်ပြီးစတင်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါသုံးသပ်ပြရတော့ဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါမပြောခင်မှာဒီနိုင်ငံတော်ရဲ့ပေါ့လေနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့ဒါအမြင်ဒါမျှဝေနေတာဖြစ်ပါတယ်ဆိုတော့နိုင်ငံရဲ့ဒါအမျိုးသားအကျိုးစီးပွားဆိုတာတော့ဒီအဲ့နိုင်ငံရဲ့စီးပွားရေးနိုင်ငံလုံခြုံရေးယဉ်ကျေးမှုနဲ့ဒါမူဝါဒတွေကိုအခြေပြုပြီးတော့ဒီအပြည်ပြည်ဆိုင်ရာကိုဒါထိုးဖောက်နိုင်ဖို့နဲ့နိုင်ငံအကျိုးစီးပွားအတွက်တိစောက်ရတာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးဒါနိုင်ငံအကျိုးစီးပွားအတွက်ပေါ့လေဒါဒီနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့ရုရှားခီးစဉ်မှာဒီတရုတ်နိုင်ငံသမ္မတချင်းပင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာဒီမြန်မာနိုင်ငံရဲ့မျိုးအကျိုးစီးပွားအတွက်ပေါ့လေဒါအကောင့်တွေပေါ်နိုင်ခဲ့တယ်လို့ဒါပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီခုနပြောတဲ့တရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစံကြံဒါစီမံကိန်းဆိုတာပါဒါအရင်တော့ကတော့ဒီတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်အိန္ဒိယဒါ၄နိုင်ငံနဲ့ဒါစတင်ခဲ့တာဖြစ်ပါတယ်ကီလိုမီတာ2600ကျော်ရှည်လျားတဲ့ Kumin Initiative လို့လည်းခေါ်တဲ့ဒီ BCM စီမံကိန်းကပေါ့လေတရုတ်နိုင်ငံဒါခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့အဓိကစီးပွားရေးစံကြံ6ခုမှာတစ်ခုအပါအဝင်ဖြစ်ပြီးတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းကနေမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါမန္တလေးဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုလို့ရှိရင်ဒါစစ်တကောင်းဒါကာနဲ့အိန္ဒိယနိုင်ငံကဆိုလို့ရှိရင်ဒီကာလာကတာမြို့အထိကိုဒါဖောက်လုပ်မယ်ပေါ့လေစီမံကိန်းကြီးတစ်ခုပဲဖြစ်ပါတယ်ဒီ BCM စီးပွားရေးစံကြံမှာပါဝင်တဲ့ဒါ၄နိုင်ငံရဲ့ဒါလူဦးရေကဆိုလို့ရှိရင်ကမ္ဘာလူဦးရေ40%ခန့်ရှိပြီးတော့စီးပွားရေးစံကြံတစ်ချောင်းမှာဒါလူဦးရေတန်440ဒါမီလီယံနေထိုင်ကြတာဖြစ်ပါတယ်ပြီးတော့ဒီ BCM စီးပွားရေးကဒါဒေသအတွင်းကုန်သွယ်မှုရဲ့9%နဲ့အာဆီယံရဲ့35%ခန့်လဲပါဝင်တာပဲဖြစ်ပါတယ်။ဒါ့အပြင်ဒါဒီ BCM စီးပွားရေးစံကြံစီမံကိန်းမှာဒါပါဝင်တဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတရုတ်နိုင်ငံဆိုလို့ရှိရင်ကမ္ဘာထိုက်တန်းကိုလေဒါထုတ်လုပ်တင်ပို့မှုဒါအများဆုံးနိုင်ငံဖြစ်တယ်။ဒါအိန္ဒိယနိုင်ငံဆိုလို့ရှိရင်လည်းကမ္ဘာထိုက်တန်းဒါဝန်ဆောင်မှုဒါတင်ပို့သူပေါ့လေဒါနိုင်ငံဖြစ်ပြီးတော့ဒါဘင်္ဂလားဒေ့ရှ်ဆိုလို့ရှိရင်လည်းဒါကုန်ကျစရိတ်ဒါနေပါတဲ့ဒါနိုင်ငံအဖြစ်နဲ့ပေါ့လေဒါအားသာချက်အသီးသီးနဲ့ရှိနေကြတာဖြစ်ပါတယ်။ဆိုတော့ဒီ BCM စီးပွားရေးစံကြံဒါစီမံကိန်းကိုဒါသုံးသပ်ရမယ်ဆိုလို့ရှိရင်စွမ်းရည်ပြောရတဲ့စီးပွားရေးဒါစံကြံစီမံကိန်းတစ်ခုဖြစ်နေပေါ့လေဒါပေါ်ထွက်လာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့ဒါသုံးသပ်မိတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီ BCM စံကြံဒေသမှာရေအားလျက်ဆက်နဲ့ဒါတောင်ပြီးတွေထွက်တဲ့ဒါအိန္ဒိယရှေ့မြောက်ပိုင်းပြည်နယ်ရဲ့သဘာဝဓာတ်ငွေ့အများပြားထွက်တဲ့ဒါမြန်မာနဲ့တောင်ပြီးတွေအများပြားထွက်တဲ့တရုတ်နိုင်ငံကဒါယူနန်ပြည်နယ်ဒေသတွေပါဝင်နေလို့ပဲဖြစ်ပါတယ်။ဒါမဲ့လည်းဒါဒီစီးပွားရေးစံကြံဒါစီမံကိန်းမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အမြန်ပွားနေတဲ့ကက်ရှမီးယားဒေသကိုဖြတ်ပြီးတော့ဒါဖောက်လုပ်မဲ့တရုတ်ပါကစ္စတန်ဒါစီမံကိန်းကိုပေါ့လေဒါအိန္ဒိယအနေနဲ့ကန့်ကွက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတရုတ်နိုင်ငံအနေနဲ့ဒီ BCM စီးပွားရေးစံကြံစီမံကိန်းကိုပေါ့လေ2019ခုနှစ်ဒါ April မှာကျင်းပတဲ့ BRI ပြည်ချင်းဒါနိုင်ငံတကာအစည်းအဝေးမှာပေါ့လေဒါဒီ BCM စီးပွားရေးဒါစံကြံစီမံကိန်းကိုဒါပြချခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒါဒီ BCM စီးပွားရေးစံကြံဒါစီမံကိန်းကဒါရပ်တန့်ခဲ့ရလည်းဖြစ်ပါတယ်။ဒါမဲ့လည်းဒါပြီးခဲ့တဲ့ရက်ပိုင်းကဒါဒီနိုင်ငံစီမံရေးကောင်စီဥက္ကဋ္ဌရဲ့ဒါဒီရုရှားခီးစဉ်မှာပေါ့လေဒါတရုတ်နိုင်ငံသမ္မတဒါရှီကျင်းပင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာဒီနိုင်ငံစီမံရေးကောင်စီဥက္ကဋ္ဌနဲ့ပေါ့လေဒါဒီစီးပွားရေးစံကြံစီမံကိန်းအတွက်ဒါသဘောတူညီချက်တွေလည်းရရှိခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒါမဲ့လည်းဒါဒီစီးပွားရေးစံကြံစီမံကိန်းမှာတော့ဒီအိန္ဒိယနိုင်ငံကမပါတော့ဘဲနဲ့ဒါဒီတရုတ်နိုင်ငံယူနန်ပြည်နယ်ကနေဒါဒီဘင်္ဂလားပင်လယ်အိုပဲဒါရှစ်ဆက်တော်မှာဖြစ်ပါတယ်။ဒီစီမံကိန်းရဆိုလို့ရှိရင်ဒါအခြေခံလမ်းပန်းဆောက်အဦတွေဒါတိဆောက်လာနိုင်မယ်ဒါကုန်သွယ်ရေးအရာဒါပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဒါစက်မှုဇုံတွေဒါတိဆောက်လာနိုင်တဲ့အပြင်အမျိုးကြီးဈေးကွက်ဖွင့်လှစ်တာတွေလည်းဒါပါဝင်လာမှာဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးပြောချင်တာကတော့ဒီအခုလုပ်မဲ့ဒါစီးပွားရေးစံကြံစီမံကိန်းကပေါ့လေဒါမြန်မာနိုင်ငံရဲ့ဒါအကျိုးစီးပွားအနေနဲ့အထူးလုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ကျန်းတွေရလာမယ်။နောက်ပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ကုန်ကျန်းတွေရလာမယ်အပြင်ဒီပညာတွေကိုလည်းဒါလွယ်လွယ်ကူကူဒါသင်သွင်းလာနိုင်မှာဖြစ်ပါတယ်။ဆိုတော့ပြီးတော့ဒီမြန်မာနိုင်ငံထွက်ရှိတဲ့ပေါ့လေဒါလေယာထွက်ပစ္စည်းတွေနဲ့ဒါဒီပင်လယ်ထွက်ပစ္စည်းတွေကိုအထူးစီးပွားရေးဇုံတွေကုန်သွယ်ရေးစခန်းတွေကနေဒါရှေ့အလေးပိုင်းဒေသဥရောပနဲ့အမေရိကနိုင်ငံတွေအထိကိုအလွယ်တကူဒါတင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဒီတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်ဒါဒီသုံးနိုင်ငံပေါင်းတဲ့စီးပွားရေးစံကြံစီမံကိန်းကမြန်မာနိုင်ငံအတွက်ဒါအကျိုးဖြစ်ထွန်းစေမဲ့ဒါစီးပွားရေးစံကြံစီမံကိန်းတစ်ခုဒါဖြစ်တဲ့အပြင်ဒီတောင်အာရှဒေသဒါကုန်ထုတ်လုပ်မှုအတွက်ပေါ့လေဒါ game changer တစ်ခုအနေနဲ့လည်းဒါဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။အားလုံးကိုကျေးဇူးတင်